ဟုတ်မင်္ဂလာပါဟုတ်ကျွန်တော်နာမည်ကတော့စန်းစောထပ်ပါကျွန်တော်က British International College ရဲ့ co-founder တဦးနဲ့ managing director နေရာမှာတာဝန်ထမ်းဆောင်နေပါတယ်ပေါ့နော်ဒီ British International College ရဲ့ location ကိုကျွန်တော်တို့ဘန်ကောက်မှာရွေးရတဲ့အဓိကအကြောင်းရင်းကြတော့ဒီအခုဘန်ကောက်ကဒီ Asia ရဲ့ဒီ hub တစ်ခုလို့ဖြစ်လာပြီပေါ့နော်အဲဆိုကျောင်းသားလေးအနေနဲ့လည်းဒီဘန်ကောက်မှာရှိနေရှာအဖြစ်လဲဒီအမြင်နေကြမယ်ပြီးရင်ကျွန်တော်တို့ဒီဟိုတောက်လျှောက်ကျောင်းသားလေးကိုလုပ်ပေးချင်တဲ့ဒီ internship လေး industrial experience တွေအတွက်လည်းပို့ပြီးတော့ကျောင်းသားလေးအတွက်ထိထိရဲရောက်ပို့လုပ်ပေးနိုင်တယ်အတွက်ပေါ့နော်ဒါကတော့ပထမreason ပေါ့ဒုတိယ reason ကြတော့အခုဒီ war politics နဲ့လည်းနည်းနည်းသက်ဆိုင်မယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဟိုတစ်ကမ္ဘာလုံးအလုပ်ဖြစ်နေတဲ့အချိန်မှာဒီစီးပွားရေးတွေကျဆင်းနေတဲ့အချိန်မှာဟိုအရင်တော့ဆိုရင်တော့ကျွန်တော်တို့ဒီ IGCSE လို့ A level လို့ဒီ OSSD လို့ဒီလို high school program တွေကိုလုပ်ရင်ဒီအနောက်နိုင်ငံတွေတွားရတာများတယ်ပေါ့နော်တကယ် quality ဘိုင်းတွေကို Canadian high school qualification တွေကိုဟိုဘန်ကောက်မှာနီးနီးနားနားနဲ့ဒီ quality ပြပြဝဝနဲ့တက်လို့ရအောင်တည်ထောင်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တော့ဒီဘန်ကောက်ကိုမှာကျွန်တော်တို့ဒီလုံးဝမြို့လေကောင်ဖြစ်တဲ့ in the hub of Bangkok လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်လုံးဝ in the hub မဟုတ်ဘဲနဲ့ in the heart of Bangkok လို့လည်းကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုကျွန်တော်တို့ဒီ Bangkok ရဲ့လုံးဝနေနာမည်ကြီးတဲ့ဒီ Siam Square လို့ဘာလို့လဲဆိုရင်ကျွန်တော်တို့ BTS နဲ့ဆိုရင်တော့ one station ပဲပေါ့နော်ဒါဟို BTS နဲ့မပြောရင်တော့မှကျွန်တော်တို့ရဲ့ဒီတကယ် location ကတော့ကျွန်တော်ဒီဖျားထိုင်း area မှာရှိရပေါ့ကျွန်တော်တို့ရဲ့ college ကဘာလို့ဒီဖျားထိုင်းဒီနေရာကိုရွေးချယ်ရလဲဆိုရင်ကျွန်တော်တို့ရဲ့ college ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကလုံးဝ in the heart of Bangkok အပြင်ကိုကျွန်တော် in the hub of ဟို education hub of Bangkok လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ college ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ Chulalongkorn University အပါအဝင်ပေါ့နော်ဒီတခြား college လေးဒီ international college လေး international high school လေးဒီပေါင်း30ကျော်လောက်ဝင်ရထားတဲ့ဒီနေရာလေးဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့လဲကျွန်တော်ကတော့ဒီ education hub of Bangkok ဖြစ်တဲ့ဒီဖျားထိုင်း area ကိုကျွန်တော်တို့ British College ကိုတည်ထောင်ခြင်းဖြစ်ပါတယ်ပေါ့နော် British International College ရဲ့အဓိကတခြား college လေးနဲ့ဒီကွာရတဲ့အပိုင်းကြတော့ကျွန်တော်တို့ကဒီ question ကိုကြတော့ကျွန်တော်အဓိကဒီ၃ချက်နဲ့ဟို conclude လုပ်လို့ရတယ်ပေါ့နော်ဒီပထမအချက်ကြတော့ကျွန်တော်တို့ဒီ British International College ကကျွန်တော်တို့ကဒီ special pre-university preparation college ပေါ့အဲကြောင့်မလို့လေကျွန်တော်တို့စီမှာဒီ university preparation အတွက်ဒီ IGCSE A level OSSD စသည့် program တွေကိုကျွန်တော်တို့တနေရာထဲမှာ offer လုပ်ပေးတာပေါ့ဘာလို့ qualification တွေကိုဟိုစုံစုံလင်လင် offer ပေးလဲဆိုရင်တော့ကျောင်းသားတစ်ယောက်နဲ့တစ်ယောက်က background မတူဘူးပေါ့နော်အဲ့မှာဟို IGCSE ပြီးတော့ရင်ကျောင်းသားလေးရဲ့ဒီအမှတ်ပေါ်မူတည်တယ်သူတို့သွားရှင်တဲ့ destination ပေါ်မူတည်ပြီးတော့သူတို့မှရွေးချယ်စရာကျွန်တော်တို့ဒီ A level လေးရှိမယ် OSSD လေးရှိမယ်တခြား University Foundation Program လေးတွေရှိမယ်ပေါ့နော်အဲဆိုတော့ကျောင်းသားရဲ့ဒီအခြေအနေအရကျွန်တော်တို့ကသူတို့ suitable ဖြစ်တဲ့ဖတ်ဝေးလေးပြန်ရွေးလို့ရအောင်ကျွန်တော်တို့ကဒီ season ထားတယ်ပေါ့နော်ဒါကတော့ပထမအချက်ပေါ့ဒုတိယအချက်ကျတော့ကျွန်တော်တို့ရဲ့ဒီဟိုteam member လေးရဲ့ profile ပေါ့ကျောင်းသားလေးကိုတောက်လျှောက်ကျောင်းတက်နေတဲ့အချိန်မှာတောက်လျှောက် support လုပ်ပေးနေမဲ့ team member လေးရဲ့ profile ပေါ့နော်အဲ့ဒီချက်ကျတော့ကျွန်တော်တို့စီမှာဒီဟို UK မှာရှိတဲ့ဒီ University of Cambridge လို့ Oxford လို့ US မှာရှိတဲ့ဒီ Ivy League University မှာgraduate ဖြစ်ထားတဲ့လူလေးကကျောင်းသားလေးကိုပြန်ပြီးတော့ support လုပ်ပေးနေတာပေါ့အဲ့ချိန်မှာကြာရင်ကျောင်းသားလေးကျောင်းရွေးတာပါမကဒီလိုဒီ career progression တွေအတွက်ပါကျွန်တော်တို့ကဒီတောက်လျှောက်ကျောင်းတက်နေတဲ့အချိန်မှာ from day 1ပေါ့နော်တောက်လျှောက်ဒီလို supporting ပေးနေနိုင်မဲ့ institution တစ်ခုဖြစ်ပါတယ်ပေါ့နော်ဒီနောက်ဆုံးအနေနဲ့ကြတော့ကျွန်တော်တို့ရဲ့ဒီ university connection and network ပေါ့ဒီ university connection အနေနဲ့ဆိုကျွန်တော်တို့ဒီ British College ကဒီစတင်တဲ့နေ့ကတည်းကကျွန်တော်တို့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ဒီတက္ကသိုလ်ပေါင်းဒီ200ကျော်လောက်နဲ့ကျွန်တော်တို့တောက်လျှောက်ချိတ်ဆက်ထားတယ်အဲ့ချိန်မှာဆိုရင်တော့ကျွန်တော်တို့ဟိုအဓိက program အနေနဲ့ဆိုရင်ကျောင်းသားလေးအတွက်ကိုကျွန်တော်တို့ဒီလစဉ်လတိုင်းဒီ university တခုရဲ့ဒီ lecturer လေး guest speaker လေးနဲ့ကျွန်တော်တို့ဒီစကားပြောမယ်သူတို့ရဲ့ဒီ major လေးအကြောင်းဆွေးနွေးမယ်ပြီးနောက်တစ်ခုကျတော့ဟိုအဲ့လို university နဲ့ဒါမကပေါ့နော်ကျွန်တော်တို့ဒီ industry professional လေးပေါ့ဟိုမှာကျွန်တော်တို့ဒီ company အကြီးလေးကဒီတာဝန်ထမ်းဆောင်နေတဲ့ CEO လေးဒီ director လေးကလာပြီးတော့ကျွန်တော်တို့ကျောင်းသားလေးအတွက်ကျွန်တော်တို့ဒီ career mentorship program မျိုးလေးကျွန်တော်တို့တောက်လျှောက်စီစဉ်ထားရပေါ့နော်အဓိကဒီလိုစီစဉ်ရတဲ့အကြောင်းရင်းကြတော့ကျွန်တော်တို့ကကျောင်းသားလေးကိုဟို not only university success ပေါ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကဒီ lifetime success အထိပါကျွန်တော်တို့ ဖန်တီးပေးတဲ့ college တစ်ခုအနေနဲ့ရည်တည်နေတာဖြစ်တဲ့အတွက်ဒီလိုလေးကျွန်တော်တို့စီစဉ်ထားရပေါ့နော်ဒီအချက်လက်လေးနဲ့ကိုကျွန်တော်တို့ကဒီတခြားကျောင်းလေးနဲ့ဒီ stand out ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်